ကျွန်တော်ရဲ့ 3D ဝါသနာရှင်များအားလုံးမင်္ဂလာပါဗျကျွန်တော်လာမယ့်၄လပိုင်းတရက်နေ့မှာထွက်ရှိမဲ့ 3D အတွက်ပေါ့နော်ဒါဆက်ကွက် B ပေါက်ပေါ့နော်ဆက်ကွက် B ပေါက် line ဟာကျွန်တော်ဘယ် line ရလဲဆိုတော့စီကြောစပြီးပေါက်ခဲ့တယ်ပေါ့နော်963 CD ကနေပြီးတော့အဲဒီ963အောင်တဲ့အဆက်ကိုလိုက်တော့ကျွန်တော်တို့ရှေ့ကြောမှာ686ပတ်လေဟိုမှာကျွန်တော်က8ထိပ်နဲ့တည့်ပြီးလိုက်တော့866အောင်တယ်ပေါ့နော်အဲ8ထိပ်တည့်တာလေဒီဟာလေးကိုကြိုက်တာပါနော်ထိပ်ပိတ်ပေါင်း9ထိပ်ပိတ်ပေါင်း9နော်ပိတ်ထိပ်ပေါင်း9အဲ့ဒီ9ရေပြီးရင်လက်တွက်ဆိုင်မှာ8ထိပ်တည့်ရပေါ့နော်လက်တွက်ဆိုင်မှာ8ထိပ်တည့်ပြီးတော့နော်ခွာလေးနဲ့ထောက်တော့နော်အဲ့ဒီမှာကျွန်တော်ခွင်ခါကြိုက်လို့ခွင်ခါကိုဒါ main နဲ့ထုတ်ပေးခဲ့တယ်ဒါရှစ်ကြောအောင်နေ site 3ည break ပေါ့ပြီးတော့ကြတော့ပြီးခဲ့တဲ့9ချိန်မှာကြတော့ကျွန်တော် go break main ကင်တယ်ပေါ့နော်ဒီအောင်ပြဖို့အတွက်ဒါပြီးခဲ့တဲ့ site ဆက်ကိုကျွန်တော်နည်းနည်းလေးထည့်ပြီးတော့ပြမှသဘောပေါက်မဲ့ဟာလေးပါမှာမလို့ပြီးခဲ့တဲ့ go break ကကြတော့go break line ကိုလည်းကျွန်တော်ပြပြီးပါပြီနော်ဒီမှာပေါ့နော်ဒါလေးကကျွန်တော်က3မိနစ်ဖြည့်ရိုက်တယ်3မိနစ်ဖြည့်ရိုက်တာအောင်မှာနော်4နှစ်ခက်နှစ်ဘရိတ်3ညနှစ်ခက်ခွန်က6နှစ်ကိုသူပြီးခွန်ဘရိတ်မှာ963ထွက်တာတော့6နှစ်ခက်သူ့ရဲ့တပင်ကျော်9ဘရိတ်လို့ကြားမယ်ဆိုပြီးလက်တော့ဆိုင်မှာတစ်ချက်ဒါတွေကမထွက်ခင်ကျွန်တော် develop လုပ်တွေကကျွန်တော်အကျန်းဆွဲထားတဲ့ site တွေပေါ့နော်အကျန်းဆွဲထားတဲ့ site တွေမှာကျွန်တော်ကနောင်နှလုံးခွန်ကရှေ့ခွန်နောင်နှလုံး9နောင်နှလုံးရှေ့ကရှေ့နောင်နှလုံး9ကရှေ့9နဲ့9 break ဆိုရင်ဒီမှာချက်ချီခတ်တာပဲပေါ့နော်အဲချက်ချီခတ်ထားတဲ့ဟာတွေကဒါကျွန်တော်ပယ်ထားတဲ့ဟာတွေကျွန်တော်ရှိမှာ depth လည်းမထွက် site တွေလည်းရှိတော့ဟုတ်ပြီဒီကဏ္ဍနေထုတ်လိုက်ရင်ဒီချက်ချီခတ်ထားတဲ့လေးခွက်ကတော့ထွက်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်ပြီးခဲ့တဲ့ပွဲမှာနှလုံးပေါင်း30လေးကင်တာပဲပြီးရင်၄ခွင်9ကီလေးကင်တာပဲပေါ့နော်ဒါ line ပေါ်မှာတင်ပေးပြီးသားပါကျွန်တော်ပြီးရင်ဗီဒီယိုတွေအများကြီးလည်းကျွန်တော်မတင်တတ်ဘူးပေါ့နော်မတင်တတ်တော့ဆိုတာအဲ့လိုခဏကြီးတင်းနေရင်တွေးသလောက်ကြီးပေါ့နော်တွေးသလောက်ကြီးတင်းနေဒိုးသားတွေအတွက်လည်းအာယုံများမှာဆိုလို့ကျွန်တော် site လေးတွေပို့ပေါ့နော် YouTube ကနေပို့တင်ကြတော့ဒီမှာကျွန်တော်ပြောချင်တာကဒီမှာနောက်ထောင်9ကရှေ့9ဆိုပြီးကျွန်တော်တမူလေးယူတာပေါ့နော်ရှေ့9ဆိုပြီးယူပြီးတော့ဒီမှာအဲ့မှာ3ည9 3ည900ဆိုပြီးပါတယ်အဲ့ဒီမှာကျွန်တော်ပြီးခဲ့တဲ့9ချိန်မှာခွ30ဝင်တယ်နော်ခွ30ဝင်တယ်ဆိုပြီးတော့ကျွန်တော်6ထိပ်ကို64နဲ့694နော်ပြီးရင်9ဘိတ်ကိုတစ်ထိပ်နဲ့199ရဲဆိုပြီးတော့ပေးခဲ့တယ်ဒါမန်မသမားတွေကိုလည်းကျွန်တော်က199ရဲဒီ694လို့ပြီးရင်98နှစ်တို့ပေါ့နော်ခွ3089နှစ်တို့အဓိက3ခွက်ပေးခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်တို့က3ည9 3ညကျွန်တော်နောက်ပေါင်း9ကိုခွာကြိုက်တယ်ဆိုပြီးတော့3ည9 3ညပေးလိုက်တယ်အဲ့ဒီ9ဘရိတ်ဝင်သွားတယ်နော်အဲ့ဒီကနေအဆက်ပေါ့နော်အဲ့ဒီကနေအဆက်ကအခုဒီမှာပြောချင်တာဒီ963ကနေအောင်းလာပြီဆိုတော့ဒီမှာ866မှာလည်းအောင်းတယ်နော်ပြီးရင်လက်တော့ဆိုင်မှာလည်း break line အောင်းတယ်အပြင်ကျွန်တော်ရဲ့ဒီ866အောင်းတာကိုကျွန်တော်63လုံးပေါင်းပြီးတော့ဒီမှာ63လုံးပေါင်းပြီး1 break အောင်တယ်116ကို63လုံးပေါင်းပြီးတော့ကျွန်တော်တို့9 break အောင်တယ်ဒါဆိုရင်866ကို63လုံးပေါင်းပြီးရင်နော် break ဝင်ရမယ်break ဝင်ရမယ်ဆိုပြီးတော့ကျွန်တော်ပြပေးခဲ့တယ်ပေါ့နော်ရှေ့ဗီဒီယိုမှာ63လုံးပေါင်းပြီးတော့ပေါ့နော် break မှာ63လုံးပေါင်းတယ် break 9အောင်နဲ့63လုံးပေါင်းတယ် break 1အောင်နဲ့63လုံးပေါင်းတယ်
ပေါ့နော်866ကိုမဟုတ်ဘူးနော်ကျွန်တော်မေ့သွားလို့ sorry 963ကို63လုံးပေါင်းတယ်9ပရိအောင်တယ်ပြီးရင် letter side ကလည်း9ပရိတစ်ခုလေးရတယ်ဒီ cleaner side ကနေလည်း9ပရိတင်းနဲ့အရင်ပရိရပါတော့အဲကြတော့9ပရိကိုအဓိကရွေးတာအဲ့မှာ3993ပတ်လည်ဝင်သွားတယ်ပေါ့နော်ထိုးတဲ့သူတွေတော့ရမယ်ပေါ့နော်အဲကြတော့ဒီစီးကြောတစ်ခုတွေ့ပြီဆိုရင်ကျွန်တော်တို့ကစီးကြောကထပ်ပြီးတော့အရှိကြီးလို့လောက်တာမျိုးရှိရပေါ့နော်ဘာလို့လဲဆိုတော့2023မှာဆိုရင်လေဒီတိုင်းပဲဒီမှာ553ကနေတဲ့ဒါဒီ553တော့မရရတဲ့တစ်ကွက်တယ်ပေါ့နော်အဲ့ဒီတဲ့ကနေပြီးတော့ခွန်ရှင်းနေခွန်ရှင်းနေကကျွန်တော်ခွန်တိတ်နှစ်ပိတ် CD 408ကနော်တက်ပက်လေပေါ့နော်တက်ပက်လေခွန်ခါနဲ့4ခွန်8ခွန်4ခွန်8ပြီးတော့ထားရတော့အဲ့ဒီမှာစီကြောတစ်ခုပေါက်ပြီဆိုလို့ရှိရင်အဲ့ဒီစီကြောအတိုင်းကျွန်တော်တို့3-4ချိန်အောင်တက်တယ်ပေါ့နော်အခုဆိုရင်လေဒါ339မှာတက်ပက်လေဖြစ်သွားတာတစ်ခုပဲပေါ့နော်ဒီအတွက်ကြောင့်ဒီအောင်းနေတဲ့ဂျောဆိုတာကိုကျွန်တော်ရှင်းပြတာပါနည်းနည်းတော့ကြားနေမှာဆိုလို့ဒီကနေအခုဆက်ပြီးတော့အလုပ်လုပ်ဖို့တွေ့တယ်ပေါ့နော်အလုပ်လုပ်ဖို့တွေ့တာတဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတာဒါဒီထဲမှာကျွန်တော်မွေးကနန်းပေါ့နော်မွေးကနန်းဒီနေ့ထဲမှာထွက်ဖို့ရှိတဲ့ကောင်းတယ်ပါနေလို့ပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်တို့998 963 963 998 963 963အဲ့ဒီကနေမှကျွန်တော်တပင်နှစ်ပင်ကျော်တော့ဒါတွေကကျွန်တော်တို့အပေါ်မှာလှုပ်ပြီးခဲ့ပြီနော်993ထွက်တယ်963ဒီမှာ9ထိပ်တည်တာကျွန်တော်ဇလန်းစလိုက်တာပေါ့နော်အဲ့ဒီကနေဒီဟာတွေဝင်ခဲ့တယ်ပေါ့နော်ဒီကနန်းတွေဝင်ခဲ့တယ်ဟုတ်ပြီအဲ့ဒီကနေဒီမှာတပင်နှစ်ပင်ကျော်ဒီကနေတပင်နှစ်ပင်ကျော်ပြီးဆိုတော့ကျွန်တော်ဗရိတ်သမားဆိုတော့ဗရိတ်ကိုရင်ပြမယ်သူ့အောက်ကနှစ်ရှင်းလုံးမောင်းနှစ်ကနှစ်ပါသွားဒီမှာတပင်ကျော်ပြီးခွန်ဗရိတ်ဟုတ်ပြီ963အောက်68ကိုနှလုံးမောင်း4ပါသွားဒီမှာ388 9ဗရိတ်ဒါဆိုရင်ဒီမှာလေ963ရှင်းလုံးမောင်း4လာကြာနေ4ပါသွား9ဗရိတ်ကျွန်တော်ဗရိတ်လိုင်းကိုရင်ပြနေပေါ့နော်အဲ့ဒါ9ဗရိတ်ကဒီတစ်ခုတည်းလားမဟုတ်ပေါ့နော်ဒီတစ်ခုတည်းမကပါဘူးကျွန်တော်တို့10နှစ်ချားနဲ့ပြောမယ်ဆိုရင်2006ပေါ့နော်2006 5ချိန်မှာတစ်ခွန်နောက်ပေါင်းလေးကဒီမှာ4ပရိတ်လို့ကြားထားတယ်နော်နောက်ပေါင်းလေးက4ပရိတ်နော်နောက်ပေါင်းလေးက4ပရိတ်အဲ့ဒီတိုင်းပဲ2016 5ချိန်နောက်ပေါင်း9ဒီမှာ9ပရိတ်ပြန်ရိုက်တယ်နောက်ပေါင်း9ပရိတ်ပြန်ရိုက်တယ်ဒီတစ်ခါနော်9ချိန်နောက်ပေါင်း9ပရိတ်လို့ဝင်ရမယ်အဲ့ဒီမှာတစ်ချက်နောက်ပြီးရင်ဗီဒီယိုရှည်သွားမှာဆိုလို့ကျွန်တော်နောက်ဗီဒီယိုကျရင်ထပ်ပြီးပြမယ်ပေါ့နော်20ချောင်းမှာလေ9ပရိတ်ဝင်နေတဲ့တလန်းရှိတယ်ပေါ့နော်အဲ့ဒါကိုနောက်ဒီမှာ9ပရိတ်ဆိုတာတိသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးထည့်ပေးမယ်ဟုတ်ပြီကျွန်တော်တို့က9ပရိတ်ရပြီ9ပရိတ်ရပြီဆိုဘယ်လိုအလုပ်လုပ်မလဲစခဲ့တဲ့998ရှေ့ပေါင်း4ကနော်တပင်နှစ်ပင်3ပင်မြောက်ပေါ့နော်နှစ်ပင်ကျော်ပြီး3ပင်မြောက်မှာရှေ့ပေါင်းပြန်4တယ်နော်စခဲ့တဲ့ဒီမှာ963နော်စပြီးတော့ line ဝင်ခဲ့တဲ့963ရှေ့ပေါင်း1ကတပင်နှစ်ပင်ကျော်မှာရှေ့ပေါင်း1လို့ပဲပြန်ကြတယ်နော်ဒါဆိုရင်စခဲ့တဲ့963ရှေ့ပေါင်း1ကတပင်နှစ်ပင်ကျော်မှာဒီမှာရှေ့ပေါင်း1နဲ့နော်ဗရိတ်က9ဗရိတ်နော်4ပါဝါ9 4ပါဝါ9 4ပါဝါsorry 2ပါဝါခွန်4ပါဝါ9 4ပါဝါ9အောင်မယ်ဒါဆိုရင်ကျွန်တော်တို့ကရှေ့ပေါင်း1ကြောင်းရှေ့ပေါင်းပြန်တက်ရမယ်အဲဆိုကျွန်တော်တို့က9ပရိရောက်ဖို့ဆိုရှေ့ပေါင်းတက်ပြီဆိုရင်အပိတ်က10ဖြစ်သွားပြီနောက်ထပ်9ပရိမာတာပေါ့နော်ရှေ့ပေါင်းတက်မာတာပေါ့နော်9ပရိမာတာတစ်ချက်ထောက်ပြအဲ့ဒါဘာလဲဆိုတော့ဒီမှာ9ခု8မှာ10ပိတ်ထားတယ်အဲ့ဒီ10ရဲ့ပါဝါ10ပါဝါ3ဝါဒီမှာသူ့ရဲ့ရောက်ပင်အတွက်3လို့ပိတ်ပေးထားတယ်ဒါကပို့ပြီးတော့
အလုပ်ဖြစ်သွားရပေါ့နော်အလုပ်ဖြစ်တယ်ပို့ပြီးတော့ကောင်းသွားရပေါ့စိုက်ကိုမာသွားစေတယ်ဒီမှာ963 ဘိတ်က3ပါဝါ8လို့ဒီမှာလေပိတ်ပြီးတာပြောချင်တာဗျာရှေပေါင်း1နဲ့9 break ဆရာတွေအများကြီးရှိတယ်ရှေပေါင်း1ကို9 break ကို10ခွက်ရှိရပေါ့နော်10ခွက်ထဲမှာဒီကနန်းကိုလာထွက်ပြီးတာ10ပိတ်တဲ့ကနန်းကိုပေါ့နော်ဒါထူးခြားမှုတစ်ခုအဲကြတော့3ပါဝါ8ဒီမှာလေ3ပါဝါ8ပိတ်8ပိတ်လို့ဝင်ရမယ်8ပိတ်လို့ဝင်ရမယ်သူလိုင်းရလဲ8ပိတ်လို့ဝင်ရမယ်ရှေပေါင်းလည်း1ဖြစ်နေရမယ်ဆိုတော့ကျွန်တော်တို့ရတဲ့ break နဲ့အပိတ်နဲ့နော်ပြီးရင်ရှင်းနှလုံးပေါင်းခြင်းနဲ့အပိတ်နဲ့9ကျွန်တော်တို့ရတဲ့ break ကလည်း9ကိုင်းညီမှုရှိရပေါ့နော်ကိုင်းညီမှုရှိတော့ကျွန်တော်တို့ကရှင်းနှလုံးပေါင်း1နဲ့8ပိတ်9 break ပေါ့9 break ဒါအပြီးပေါက်10ကွက်ပေါ့အပြီးပေါက်10ကွက်10ကွက်8ပိတ်ရှင်းနှလုံးပေါင်း1အဲ့ဒီထဲမှာကျွန်တော်က1ကွက်2ကွက်3ကွက်4ကွက်5ကွက်ကိုကျွန်တော် main အနေနဲ့ရွေးပေးလိုက်တယ်နော် main အနေနဲ့ရွေးပေးလိုက်တယ်ဒါပြီးကြတဲ့ပွဲလို့လည်းမဖြစ်အောင်ပေါ့နော်တဲ့သုံးလုံးတူပြီးတော့တဲ့ပလည်းမဖြစ်အောင်ကျွန်တော်စီစစ်ထားပါတယ်နော်ဒီမှာ5ခွက်အဲ့ဒီ5ခွက်ကိုတော့ကျွန်တော် main အနေနဲ့ထုတ်ပေးလိုက်တယ်တကွက်ပေါ့နော်တကွက်ကောင်းဒီထဲကနေပြီးတော့တကွက်ကောင်းပေါ့နော်တကွက်ကောင်းရေဒါမှမဟုတ်နှစ်ဝက်စာနော်တနေ့စာမှမဝင်ကျင်တဲ့သူတွေလည်းဒီမှာဆက်သွယ်ပြီးတော့ဝင်လို့ရပါတယ်နော်ဘာလို့ဒီစီကြောကိုထပ်လိုက်လဲဆိုတော့လှုပ်ချက်တွေလည်းညီတယ်ကျွန်တော်တို့ကအဓိက break ကိုပဲပေါ့နော်6 break တာကြာခဲ့ရင်ဒီ site ဝင်ဖို့အတွက်ကလားအားကောင်းသွားပြီပေါ့နော်ဒီအတွက်ကြောင့်ချိုင်းသမားတွေအတွက်ဆိုတော့လေ break တစ်ခုကရွှေဆိုလဲဟုတ်တယ်ငွေဆိုလဲဟုတ်တယ်ချိုင်းသမားတွေကကျတော့တွဲလုံးတွေကန်ကြတယ်ပေါ့နော်ကျွန်တော်သိရတော့တွဲလုံးကန်ကြတယ်ဝမ်ကြီးအနေနဲ့ဆိုတာဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီတော့ကျွန်တော်ဒီပွဲကိုလည်းနံပါတ်1အနေနဲ့ကျွန်တော်က6 break ကန်ထားတယ်ရန် break အနေနဲ့ကတော့ကျွန်တော်တခါလေးပြောပေးထားပါမယ်16 break ပေါ့နော်16 break အရန်မင်းကတော့9 break ပေါ့နော်မင်းက9 breakဟုတ်ပြီဒါဆိုရင်ကျွန်တော်ယခုပြပေးတဲ့ Silver Series site ကနေပြီးတော့ကျွန်တော်ရဲ့ 3D ဝါသနာရှင်တွေအားလုံးကံကောင်းကြပါစေပြီးရင်ကျွန်တော်တို့ဒီ quad ထောင်လေးကနေ10 quad ဆိုတာမများပါဘူးပေါ့နော် percentage တော့မှ1% မရှိရအဲ့ဒီအတွက်ကြောင့်နှလုံးကနန်းကျွန်တော်အမြဲပြောနေကြတယ်ပေါ့နှလုံးကနန်းကိုကနန်းတစ်လုံးအပိုင်ရလို့ပတ်ပြီးထိုးမယ်ဆိုရင်တော့မှကွက်19ကွက်20ထိုးရတယ်ပေါ့နော်ဒါတော့အကွက်မီအောင်မှာပေါ့နော်ဒီအတွက်ကြောင့်ဒီရွေးချယ်ပေးထားတဲ့5ကွက်ကိုလည်းများတယ်လို့တော့မမြင်သိချင်ဘူးဒီအအောင်မှမိမိတို့နှစ်သက်တာရှိရင်အတွဲနဲ့ပြပြထိန်းနဲ့ပြပြခါနဲ့ပြပြပြန်ပြီးတော့ချိန်ထိုးလို့ရပါတယ်မန်ဘာဝင်ကျင်တဲ့လူတွေကတော့ဒီမှာလာပြီးတော့ဆက်သွယ်ပေးလို့ရပါတယ်ပြီးတော့ကျွန်တော်39ပေါ့နော်39နောက်တွဲနဲ့39ဝင်တာလေးကိုဒီ line ကဘယ်လောက်ထိလှုပ်လို့လဲဆိုတာတစ်ချက်ထပ်ပြီးတော့လိုအပ်တဲ့လူတွေသုံးလို့ရအောင်တစ်ချက်ထပ်ပြပေးမယ်ပေါ့နော်ဒီမှာသူကနောက်ပေါင်း9ငါးထိပ်တဲ့တပင်းကျော်နောက်ပေါင်း9ငါးထိပ်တဲ့တပင်းကျော်နောက်ပေါင်း9ငါးထိပ်တဲ့တပင်းကျော်နောက်ပေါင်း9လို့ကြားမှာတစ်ချက်ပေါ့နော်ဒီအပေါ်ကနေပြီးတော့နှစ်စနေနောက်ပေါင်း9တပင်းကျော်နောက်ပေါင်း9တပင်းကျော်နောက်ပေါင်း9တပင်းကျော်ဒီ9ကိုလည်းကျွန်တော်တကယ်တွေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်က39ကိုအဓိကထုတ်လိုက်လို့ပေါ့နော်အဲ့ဒီမှာ तू ကဒါဒီ site ကိုပြကန်ဒီမှာစစ်ကြည့်လိုက်တဲ့အခါမှာပေါ့နော် mathematics ဟာခါအငြိမ်ပြီးသွားဒီမှာ1 9 6နဲ့နော်ခွာပေါင်းနဲ့ခါနဲ့ပေါ့နော်ခွာခွနဲ့9နဲ့6သုံးလုံးပေါင်း6ဒီမှာ6 2ခွန်းဆိုပြီးတော့ခွာ3နဲ့2နဲ့5 6 5ပြီးရင်ဒီခွာပေါင်းနဲ့ခါနဲ့4လို့လာရမယ်ဆိုတဲ့သဘောနဲ့8 6 4နော်အဲ့ဒါ
4လို့လာဖို့အတွက်3ညာခါဝင်မှရမှာ8 3ညာ6ဆိုမှ4 1 9 6 6 6 2 9 5 6 5 8 3ညာ6 4 6 5 4လို့သူက3ညာအထိုင်ပေးပြီးတော့ဒီကနောက်ပေါင်း9အောက်ကတက်တဲ့နောက်ပေါင်း9နဲ့ကျွန်တော်တို့9ပရိနဲ့3ညာ3ညာ9လို့သူကဝင်သွားတဲ့သဘောပဲဒါကိုဘာလို့ကျွန်တော်ပြန်ပြီးတော့ပြတာလဲဖော်ပြတာလဲဆိုတော့ဒီမှာသူကပရိအပြင်ကျွန်တော်ဆဲကွယ်ဘီးပေါက်လို့လည်းပြောလို့ရတဲ့ဆိုင်မျိုးတော့တကယ်တမ်းဆိုရင်တော့အချို့ကပြပြတသားဆုံးဖြတ်တဲ့လူမျိုးဆိုရင်တော့ဒါတကွက်ပေါ့နော်ကန့်ညီမှုတိုက်ဆိုင်မှုရှိတဲ့အခါမျိုးဒါတကွက်ကောင်းရတော့တဲ့ဆိုင်မျိုးထပ်ပြီးအလုံးလုံးထားတဲ့အတွက်ကြောင့်တော့ပရိတ်တွေမကဘူးတော့အထိုင်နေနောက်ပေါင်းနေထပ်ပြီးလုံးလုံးထားတဲ့အတွက်ကြောင့်ဒီစီကြောကစေကွယ်ပြီးပေါက်ပေးဖို့ဖြစ်နိုင်ကြီးရှိပါသေးတယ်ဒီအတွက်ကြောင့်ဒါကိုထပ်ပြီးတော့ပြတာပါကျွန်တော်ရဲ့ 3D ဝါသနာရှင်တွေအားလုံးလာမယ်6ချိန်မှလည်းတကယ်အောင်မြင်ကြပါစေခုလပ်ပါခင်ဗျာ